ပိုင်းသုံးရဲ့စမှာတော့ဆယ်ရီကသူကြိုက်တဲ့ဘီယယ်ကားတစ်ထွက်လာခဲ့လို့ပျော်နေခဲ့တာပါအဲ့ဒီချိန်သူ့ရဲ့အတွေ့ကိုနီရှီနာရဲ့ကစင်ကြီးကဝင်ရောက်လာခဲ့ပြီးခိုးဘတ်ဒီဘတ်လက်နေခဲ့ပါတယ်နောက်ပြီးနီရှီနာပြောထည့်လိုက်တဲ့တော်ကီလေးကိုကြိုက်နေတော့တာပါဒါကြောင့်သူကရှိုတိုရှာနန်ဖြစ်နေခဲ့ပြီးနောက်နေ့မှာဗလက်တိုင်းကိုရောက်လာခဲ့ပါပြီအဲ့ဒီချိန်အတန်းထဲကိုနီရှီနာကရောက်ချလာခဲ့ပြီးနှုတ်ဆက်နေလို့နာနာကဝင်တားနေခဲ့ပါတယ်ဒါပေမဲ့စော်လီကတော့နာနာကိုပါတွန်းထုတ်ပေးလိုက်ပြီးဆယ်ရီလက်ကိုသွားကင်နေတာပါပြီးတော့သူကချက်ပြုံနည်းတူလေးလာကြဖို့ပြောနေခဲ့ကြပြီးငါ့အုပ်လုံးကိုဖိတ်ခေါ်လိုက်ပါတယ်။အဲနောက်မှာအင်ရှိယာစီရောက်လာခဲ့ကြပြီးခေါင်းဆောင်ဖြစ်တဲ့ဆယ်ရီကပဲချောကလက်လုပ်ဖို့ဥဆောင်နေတာပါ။နောက်ပြီးရှင်ရောပုံကိုထုတ်ကြည့်နေခဲ့ပြီးရှင်ရောပုံစံချောကလက်ဆိုပြီးပြောချလိုက်ပါပြီ။ဒါကြောင့်အားလုံးကလည်းအံ့ဩနေပေမဲ့ဆယ်ရီကစိတ်တွေထားပြီးဖောက်နေခဲ့ပါတယ်။အကြောင်းကတော့ရှင်ရောပုံစံချောကလက်တွေကိုလိုက်လို့ကြမဲ့ဖွဲ့တွေကလည်းရှိနေခဲ့လို့ပါ။ဒါကြောင့်သူကရှင်ရောပုံဒီထက်မိုက်အောင်လုပ်ချင်နေခဲ့ပြီးနီရှီနာက 3D လုပ်ဖို့ကြံပေးလိုက်ပါတယ်။အဲလိုနဲ့ညနေဆောင်ထိစူးစမ်းပြီးတော့လှုပ်လိုက်ပင်မဲ့လေရုပ်ကတော်လေးပြတ်နေခဲ့တာပါဒါပေမဲ့နီရှီနာကနောက်ကပွေပြီးအားပေးနေခဲ့ရင်တော်လေးပြန်ပြီးကတ်လာခဲ့ပါတယ်ဒါကိုပောက်ကွဲသွားတဲ့နာနာကလည်းစော်လေးကုတ်ကိုဆွဲဆောင်ပေးလိုက်ပြီးဝေးဝေးနေဖို့တီးပေးလိုက်ပါပြီဒါကြောင့်နီရှီနာကခွာပေးလိုက်ပြီးယူဆူကင်းနာရောက်သွားပြန်ပါတယ်အဲလိုနဲ့ညရောက်တဲ့ထိ 3D ပုံစံချောကလက်တွေကိုပြုတ်လုံနေကြပြီးရပ်ပေါင်းများစွာကြာချိန်မှာတော့ 3D ပုံကထွက်လာခဲ့ပါပြီဒါပေမဲ့မက်ဆီတူလိုဆွေဆောင်ပုံစံတောက်ခွက်ကြီးနဲ့ဖြစ်နေခဲ့လို့ဂွမ်းနေခဲ့ကြပြီးနီရှီနာကသူ့လက်ရာကိုထုတ်ပေးလိုက်ပါတယ်။နောက်ပြီးသူ့လက်ရာကိုဆယ်ရီနာမည်အသုံးပြုလိုက်ပြီးပြိုင်ပွဲစီကိုပို့လိုက်ဆိုပြီးပြောနေခဲ့လို့အားနာနေတာပါ။ညောင်တော့သူ့လက်ရာနဲ့စော်လေးလက်ရာခြားနားမှုကိုနှိုင်းယှဉ်နေခဲ့ပြီးနောက်နေ့မှာတော့သူ့လက်ရာပဲပို့ပေးလိုက်ပါတယ်။ဒါတော့ကျတော့အားလုံးကလည်းအံ့ဩနေခဲ့ပြီးဆယ်ရီကလက်ရာဆိုတာသိပေမဲ့လည်းရိုးသားမှုကိုအခြေခံလိုက်တာပါ။ဒါကြောင့်သူကနီရှီနာကိုတောင်းပန်နေခဲ့ပြီးအားလုံးကလည်းလက်ခံလိုက်ပါတယ်။ခေါမိုရက်ကိုရောက်ချိန်မှာယူဆူကေကဆယ်ရီရဲ့ရိုးသားမှုကိုချီးကျူးနေခဲ့ပြီးနာနာကလည်းထောက်ခံနေပါပြီ။အဲဒီချိန်ယူဆူကေရဲ့စိတ်ထဲမှာနီရှီနာအကြောင်းတွေးမိနေခဲ့ပြီးနီကက်ရန်သူဖြစ်နေခဲ့လို့စိတ်ပူနေပါတယ်။တစ်ဖက်မှာလည်းဆယ်ရီပုံကဖတ်တီးပုံစံပြန်ပေါက်သွားလို့လန့်နေခဲ့ကြပြီးတကယ်တော့သူကချောကလက်လက်ကြံပုံးလိုက်ကြီးကိုစားမိလိုက်တာပါ။ဒါအောင်မြင်တော့ဘဲလေးတွေကအံ့ဩနေခဲ့ပြီးနာနာဆိုရင်ဂိုးလုံးထပြီးတုံနေခဲ့ပါတယ်။အဲဒီချိန်ဆယ်ရီဘက်ကအတန်ဆိုးကြီးနဲ့ပြန်ပြောနေခဲ့လို့အမြုပ်ပါထွက်ပြီးလစ်သွားခဲ့ပါပြီ။ဒါကြောင့်သူကဆီယာမကိုသွားခေါ်ဖို့အတွက်ကိုလှုပ်လိုက်ပင်မဲ့လေရှင်နိုကိုပါအားပြင်းပြင်းနဲ့တိုက်မိသွားပါတယ်။စေဘီကောင်ကိုရောက်ချိန်မှာရှင်နိုစိတ်တွေခြောက်ချားနေခဲ့ပြီးနာနာကလည်းခုချေနေကိုလက်မခံခဲ့ပါဘူး။ဒါတော့ကြောင်းရှင်နိုကပြန်ထလာခဲ့ပြီးနှစ်ယောက်သားဝိတ်ချပေးဖို့တိုင်ပင်နေပါတယ်။အဲဒီချိန်ဆယ်ရီကရရရှိတဲ့အဆအဆတွေကိုဝါကျိတ်နေခဲ့ပြီးနေရှိနာကမြှောက်ပေးနေပါတယ်။ဖြစ်ချင်တော့နာနာတို့ကပြန်ရောက်လာပြီးတားနေပေမဲ့စော်လေးကဆယ်ရီပါကိုကာနေခဲ့ပါပြီ။အဲဒီချိန်ဆယ်ရီကလည်းသူ့ရဲ့ဆွေဆောင်ချောကလက်ကြီးကစူဟာကြောင်းပြောနေခဲ့ပြီးစူပေးဝဲခန်းသားကိုပါတတ်တော့မယ်လို့ပြောနေတော့တာပါ။ဒါကြောင့်နာနာတို့လည်းစိတ်ပြတ်နေခဲ့ပြီးပွဲမတိုင်ခင်မှာဝိတ်ချပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲနောက်မှာဘောလုံးကွင်းကိုရောက်လာခဲ့ကြပြီးကွင်းကိုပတ်ပြီးပြေးခိုင်းနေပါတယ်။နောက်နေ့မှာဆယ်ရီပုံကဖြူဘက်ဖြူရောဖြစ်နေခဲ့ပြီးဘာမှမထူလို့ယူဆူကေကလက်ရှိုးဖို့ကိုပြောနေပေမဲ့လေနာနာကတော့ညင်းနေတော့တာပါ။ညနေဆောင်တော့6ယောက်သားစုံနေခဲ့ကြပြီးရှင်နိုကလည်းအေရိုဘစ်ကိုလှုပ်ပြလိုက်ပါတယ်။ဒါကြောင့်အားလုံးကလည်းကြိုက်နေခဲ့ကြပြီးအဖွဲလိုက်တူတူအေရိုဘစ်တီကနေခဲ့ပါပြီ။ဒါပေမဲ့ခါကြောက်ထပြီးညက်သွားခဲ့လို့မှောက်နေခဲ့ပြီးစော်လီကတော့နာနာကိုသွားပြစ်တင်နေပါတယ်။နောက်နေ့မှာဆယ်ရီနဲ့ကန်စုံနေခဲ့ကြပြီးနေရှိနာကဘေးကနေပြီးသေးစိတ်လိုက်ပြီးကဲနေခဲ့ပါပြီ။ခေါမိုရက်ကိုရောက်ချိန်မှာယူဆူကေကဆယ်ရီစိတ်ကိုချီးကျူးနေခဲ့ပြီးဆယ်ရီကတော့ကိုယ့်ကိုပြန်အားပေးနေတာပါ။အားသားရင်ကိုရောက်ပြန်တော့လေနာနာတို့ကလက်ကိုတွဲပြီးရောက်လာခဲ့လို့အံ့ဩနေခဲ့ပြီးနာနာကတော့မစ်ရှင်အောင်ရင် BF ပုံစံလုပ်ပြမယ်လို့စိန်ခေါ်လိုက်ပါတယ်။ဒါကြောင့်သူကကြိုက်မိနေခဲ့ပြီး3ကီလို9မိနစ်တွင်ချနိုင်မှုအတွက်အိတ်ထမတင်လုံနေတော့တာပါ။နောက်နေ့မှာဆယ်ရီပြန်ပြီးပိန်သွားခဲ့လို့ဂုံပြုတ်နေခဲ့ပြီးယူဆူကင်းနဲ့နာနာကတော့ညိုကီချင်းတွေနမ်းနေရပါပြီ။နောက်နေ့မှာဆယ်ရီကကြောင်းလာနေခဲ့ပြီးအားလုံးသူ့ကိုနှုတ်ဆက်နေပေမဲ့ခက်တီတီပဲကြော်သွားခဲ့ပါတယ်။သမင်းစားကန်းကိုရောက်ပြန်တော့လေမက်ဆူမဲကမေးမြန်းနေခဲ့ပြီးနေရှိနာလည်းစိတ်တွေထားပြီးပူနေတော့တာပါ။ဒီတော့မှဆယ်ရီအာယုံပြန်ရသွားခဲ့ပြီးတကယ်တော့သူကချစ်တဲ့သူကိုတွေ့သွားခဲ့ပါပြီ။ဒါကြောင့်အားလုံးကလည်းအံ့ဩနေခဲ့ပြီးဆယ်ရီကသူကြည့်နေတဲ့အာနီမဲရအာကာနဲ့ပုံပြလာခဲ့ပါတယ်။ဒါကြောင့်နီရှီနာတဲ့အာကာနဲ့ပုံဝေါ်ပေပါအောင်တင်ထားတာကိုပြသလိုက်ပြီးတက်ညီလန့်ညီဟုတ်နေတော့တာပါ။အဲလိုနဲ့ဘီရဲကားတွေဘယ်လောက်ကောင်းကြောင်းမိုက်ကြောင်းအောင်အားရပါရပြောနေခဲ့ကြပြီးပြူတူပြဲတဲ့လုံနေခဲ့ပါတယ်။အဲဒီချိန်နာနာကတော့အာနီမဲရဲ့ထရီလာပိုင်းကိုပြသခိုင်းနေပြီးတကယ်တော့အဲ့ဒီအာနီမဲရခေဟောင်းပိုင်းမှာတည်ထားခဲ့တာပါ။အဲဒီမှာမှအာကာနဲ့ရသူ့ရဲ့ခင်ကိုမြားတန်ကနေကာဝယ်ပေးခဲ့ပြီးသူ့ရဲ့စွမ်းနဲ့ဝစ်စွန်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ဒါရီကအရန်အောင်ကောင်းတဲ့ပြကွက်ဖြစ်ပြီးဒါကြောင့်ရန်အောင်ကြိုက်နေကြအောင်ပြောပြလိုက်တော့ဘဲလေးတွေလည်းအံ့ဩနေတာပါ။နောက်ပြီးအာကာနဲ့ရသူ့ခင်ရဲ့6ဝက်ဖြစ်ကြောင်းနာနာကိုပြန်ရှင်းပြလိုက်ပါတယ်။အဲလိုနဲ့နှစ်ယောက်သားကလည်းအာကာနဲ့ရဘလောက်စွမ်းကြောင်းပြောနေခဲ့ကြပြီးနေရှိနာကခင်အီဖန်မှာဖြစ်နေခဲ့လို့ညင်းနေရပါပြီ။
ဒါတော့ကျောင်းကဘဲလေးတွေလည်းစိတ်ပြတ်နေခဲ့ပြီးမက်ဆူမဲကတားနေပေမဲ့မရခဲ့ပြန်ပါဘူးအင်းတော့မော်အတိုင်ဖောက်ညီရဲ့2ယောက်သားရန်သူချက်ချင်းဖြစ်သွားခဲ့ကြပြီးဒါတော့တီးတဲ့အေးရလည်းပဲဘဲလေးတွေကိုတွားမေးနေတာပါဖြစ်ချင်တော့ဘဲလေးတွေကဒီရန်ပွဲကိုလက်ဆောင်နေခဲ့ပြီးအေးရလည်းကြောင်းမြတ်ရှိတဲ့ကိစ္စကြောင့်ပြောနေတော့တာပါတကယ်တော့ဒါ BFN တိုက်ပွဲဖြစ်ပြီးကိုအားပေးတဲ့ဇက်ကောင်ဘက်ကိုခင်နဲ့ဂျွန်လို့ခွဲခြားကြပါတယ်ဒါကြောင့်ပဲနီရှိနာနဲ့ဆယ်ရီတို့ကရန်မတ်တီလို့ဖြစ်လာခဲ့ပြီးခင်အားပေးနဲ့ဂျွန်အားပေးလို့ကွဲထွက်သွားတာပါဒါတွေကလက်တွေ့လောကဆက်ဆံရေးကိုပျက်စီးစေနိုင်ပြီးဘဲလေးတွေလည်းဘာလုံးဟာတွေဖြစ်ကုန်ကြပါပြီနေလေစာစားရင်မှာတော့နီရှိနာကပျောက်ဆုံးနေခဲ့ပြီးလမ်းမှာပြန်ပြီးစုံမြန်တော့လေကောက်စိန်ထပ်ပြီးဖြစ်နေတော့တာပါဒါအောင်မြင်တော့၄ယောက်သားတစ်ခုလို့ဖို့ကြံစီလိုက်ကြပြီးနောက်နေ့မှာတော့မက်ဆူမဲကဆယ်ရီစီကိုဖုံးဆက်လိုက်ပါတယ်တစ်ဖက်မှာလည်းနီရှိနာကိုယူဆူကေကဆက်သွယ်နေခဲ့ပြီးအာနီမဲခွေသွားဝေဖို့ကိုတိုင်ပင်နေတာပါညိုရဲရောင်းမှာတစ်ဖက်ကို3ယောက်ပြည့်နေခဲ့လို့အန်ဟောနေခဲ့ပြီးစော်လေးတွေကိုယူခွက်နေပြီးခေါ်သွားတော့တာပါကဖေးဆိုင်အောင်ရောက်ပြန်တော့တဲ့အာကာနဲရဲ့ဇက်ကြောင်းစိတ်ဝင်စားအောင်ပြောပြလိုက်ပြီးစော်လေးတွေကိုစီးရုံးလိုက်ပါတယ်ဒါတော့စော်လေးတွေကပျော်နေခဲ့ကြပြီးနောက်ဆုံးမှာခင်နဲ့ဂျွန်လာခင်လာဆုံးဖြတ်ဖို့ပြင်ဆင်လိုက်ပါပြီရလက်တွေကိုဖန်နန်ပေါ်မှာဆုံးဖြတ်မှာဖြစ်ပြီးဖေးဖို့ပေါ်မှာပို့တင်ပြီးတော့ပြိုင်ပွဲတစ်ခုကိုပြုတ်လုပ်သွားမှာပါအင်းနောက်မှာဆယ်ရီကနာနာရိုးနဲ့ပြန်ချသွားခဲ့ပြီးယူဆူကေကနေရှိနာကိုစူးစမ်းဖို့ကိုပြောနေခဲ့ပါတယ်နောက်နေ့မှာဆယ်ရီပုံကဂျုံကြအောင်ပင်လီနေခဲ့ပြီးတကယ်တော့သူကဖေးဖို့တင်မဲ့ပို့ထိုင်ပြီးစီနေခဲ့တာပါမက်ဆူမဲကိုပြလိုက်တော့လေမက်ဆူမဲကလိုအပ်ချက်ရှိကြောင်းအောင်ရှင်းပြနေခဲ့ပြီးအင်းနောက်မှာရှီနိုကလည်းနေရှိနာစီရောက်သွားခဲ့ပါတယ်ဒါပေမဲ့လူမြင်ကွင်းမှာတွန်းခံရပြီးတန်းနဲ့ပြန်ပြီးပြေးလာခဲ့ပါပြီဒါအောင်မြင်တော့နာနာတို့ကလှောင်နေခဲ့ကြပြီးအိမ်ုံရောက်တော့နေရှိနာနဲ့ဆယ်ရီတို့ရဲ့ပို့တွေကလည်းတက်လာခဲ့ပါတယ်ဒါကြောင့်၄ယောက်သားဖုန်တင်ပေးလိုက်ပြီးနောက်နေ့မှာတော့မဲကိုစတင်ရေးတွက်လိုက်ပါပြီဖြစ်ချင်တော့နီရှိနာရဲ့မဲအပိုကြီးများနေခဲ့လို့ငိုနေခဲ့ပြီးသူ့ရဲ့ရှုံးကိုလက်ခံလိုက်ပါတယ်ကျောင်းစင်းတော့တိတ်မာတော့ကကိစ္စတွေကိုတွေးနေမိခဲ့ပြီးဂဲတော့သူ့ရဲ့မန်းကားတွေကိုဆယ်ရီကပဲဝယ်ယူခဲ့တာပါအဲ့လိုကနေဆယ်ရီကိုလိုက်ရှာနေခဲ့ပြီးနောက်ဆုံးမှာတော့ကိုမီကတ်မှာသွားဆုံခဲ့ပါတယ်လက်ရှိမှာတော့ဆယ်ရီရှိတဲ့ကဖေးဆိုင်ကိုလိုက်ချလာခဲ့ပြီးအားရပါရပွေးဖက်နေပြီးတောင်းပန်လိုက်ပါတယ်ဒါကြောင့်အားလုံးကလည်းဝတ်တာနေခဲ့ပြီးဇလန်းလေးကဒီမာရင်ပဲခန့်ရလို့သွားခဲ့ပြန်ပါတယ်နေုံဒါလေးကိုစုံအောင်ကြည့်သွားအန်နီမေချစ်သူများတို့သတင်းကောင်းကြီးခုရှိပါတယ်ရိတ်သက်ကြီးတို့ရေကျွန်တော်တင်ဆက်ပေးနေတဲ့ Barmiskin Handicap Channel ရာဆိုရင်စုစုပေါင်း Channel ၄ခုရှိပါတယ်အဲဒီ Channel ၄ခုဟာဆိုရင်တော့ Barmiskin Handicap Animated Recap မြန်မာ Animated Recap မြန်မာ 1.0 Animated Recap မြန်မာ 2.0 တို့ပဲဖြစ်ပြီးနေ့စဉ်နေ့တိုင်းအချစ်လွမ်း Fighting အကြံဉာဏ် Isekai ဟာတာစားတဲ့ရောက်သားဆောင်လေးနဲ့ My Star Recap တွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်နော်ဒါကြောင့် anime ကိုချစ်တယ် anime ကိုမျက်နှိုးတယ် anime မှာ anime ဆိုတဲ့ပရိသတ်ကြီးအနေနဲ့ channel ၄ခုလုံးမှာအရသာစုံလင်လာတဲ့ recap တွေကိုတွားကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဘဲကြီးကိုချစ်တယ်ဘဲကြီးကိုအားပေးခြင်းနေဆိုရင်တော့ခုပြထားတဲ့ channel ၄ခုစလုံးကိုဘော်လာတို့အနေနဲ့ subscribe လုပ်ထားဖို့အကြံပေးချင်ပါတယ်တကယ်လို့ပရိသတ်ကြီးအနေနဲ့ကြည့်ရှုခြင်းနဲ့ anime recap တွေရှင်းရဆိုရင်လည်းဗီဒီယိုရဲ့ comment section အောက်မှာရေးသားတောင်းဆိုခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်